ဟင်းဒီဟင်းရွက်လေးတွေကိုအစိမ်းစားတော့မယ်ဆိုရင်ရေနဲ့တန့်စင်အောင်ဆေးကြောလို့လဲပိုးတွေမသေးပါဘူးနော်ဒီလိုဆက်လက်ရွက်လေးတွေဆိုအလွာလိုက်ရှိတာမို့လို့တရွက်ချင်းတစ်ချက်ချင်းကိုခွာပြီးဆေးတင်ပါတယ်နော်အခုလိုမျိုးရေဆေးဖို့ခွာနေတော့မှပဲဒီမှာဒါလေးပြချင်လို့ပါဒါကမြော့လားဘာအကောင်လဲဒီလိုမမြင်ရတဲ့အကောင်မျိုးတွေရဲ့ဥတွေလည်းအများကြီးရှိမှာပေါ့နော်ဒါကြောင့်တန့်စင်အောင်ဘယ်လိုဆေးရလဲဆိုတာကိုဝေမျှပေးချင်ပါတယ်ကုန်ကျစရိတ်တက်တာစေတဲ့ဟောဒီစားလေးကမမြင်ရတဲ့ဘက်တီးရီးယားပိုးတွေကိုသေစေနိုင်ပါတယ်စားလေးကိုထမင်းစားစွန်းတစွန်းရေတလီတာနှုံးနဲ့ထည့်လို့ရပါတယ်ပပကအရွက်တွေများတဲ့အတွက်ကြောင့်မလို့လက်သက်စုပ်ကြော်ကြော်ကိုထည့်ပြီးတော့မှဟင်းဟင်းရွက်ကို10မိနစ်လောက်စိမ်ထားခဲ့ပါတယ်စိမ်ထားတဲ့အရွက်လေးတွေကိုလည်းအဲ့ဒီစားရည်နဲ့ပဲနောက်ထပ်တစ်ရွက်ချင်းစီကိုတေချာအောင်ဆေးကြောလိုက်ပါတယ်ပြီးတော့ရေများလေးနဲ့2ချိန်3ချိန်လောက်တန့်စင်အောင်ဆေးကြောလိုက်ပါတယ်အခုလိုတန့်စင်ပြီးမှအစိမ်းစားတာကကိုယ့်ရဲ့ကျန်းမာရေးအတွက်လည်းကောင်းတာပေါ့နော်အပင်လေးတွေစိုက်ထားတဲ့အချိန်မှာပိုးတက်ဆေးရည်တွေသုံးမိမယ်ပြီးတော့အနားမှာရှိတဲ့ဖုံတွေပိုးကောင်ရဲ့ခြေတွေမတန့်ရှင်းတဲ့အရာတွေပိုးဥလေးတွေကန့်ညိလာပြီးတော့စားနဲ့မဆေးပဲနဲ့ကိုကစားမိရင်အခက်မတင်ခဲ့လို့ရှိရင်ဝန်းပြက်ဝန်းရှောနဲ့ဘိုက်နာဘိုက်အောင်လေးတွေကိုဖြစ်စေတတ်လို့ပါ